တော့ပြပြရဲ့ office day after lunch time ပြောလေးပါ Hello ပြပြပါပြပြဒီနေ့ lunch time လေးပြီးတော့နည်းနည်းလေးအိတ်ငိုက်နေရနဲ့ Hey You ကနေဘာပဲတီးလေးမှားထားပါတယ်ပြပြ time midday ဆိုလို့ရှိရင် Hey You ကနေဘာမှတောက်ဖြစ်ပါတယ် Grab မှာ promotion လေးချနေလို့ Grab ကနေမှားထားတာပါကဲရောက်လာပါပြီရေခဲရှော့ခံမှုမိသွားတော့ရေခဲလေးနည်းနည်းတော့များသွားပါတယ်ဘာပဲတီးလေးတောက်လိုက်တော့လည်းနည်းနည်းတော့အိတ်ချင်ပြေသွားတာပေါ့နော်ဘာပဲတီးလေးတောက်ရင်လည်းသူများကျွေးတဲ့ပုံချုံကြက်ကြော်လေးစားလိုက်ပါအောင်မယ်သူများကျွေးတဲ့ကြက်ကြော်လေးစားနေတော့သူများကျွေးတဲ့ခြေတို့နှစ်ခုပါတက်စားရပါအောင်မယ်အခုလိုစားနေတောင်းနေရလို့ရှိရင်အလုပ်လုပ်ရတာလည်းပင်ပန်းနေလို့မခံစားရပါဘူးတမင်းစားထားတာဘယ်လောက်မှမကြသေးပေမဲ့လာကျွေးသမျှမုတ်တွေကိုလည်းအကုန်ကောင်းစားဖြစ်ပါတယ်စားစရာလည်းကုန်ဝိုင်းဆိုတော့နှခမ်းနေလေးပြန်ဆိုးလိုက်ပါတယ်ရုံးစိမ့်ကနေအိမ်သားထဲမှာပဲပေးနေတာပါအိမ်ပြန်ပါပြီအခုလိုတန်ရှင်းတဲ့ရက်တဲ့ကုန်းကျော်တရားကနေနေ့တိုင်းနှာခေါင်းပိတ်ပြီးတော့ဖြတ်ရပါတယ်နည်းနည်းလေးစောနေသေးရနဲ့အိမ်မပြန်မနဲ့ဂျပန်တရားပေါ်ခဏတက်ပြီးတော့လေငင်းလေးတော့ခံလိုက်ပါတယ်အဆုံးတိကြည့်ပြီလို့ကျေးဇူးပါ